မင်္ဂလာပါတင်စားပြန်လာပြီ Let's go ဒီနေ့မှာဆိုရင်ဂျားရက်လည်းဖြစ်တယ် user တွေကြိုက်တဲ့ Champion League လည်းပြန်လာပြီဆိုတော့ဒီနေ့အတွက်တင်စားက Liverpool အသင်းနဲ့ PSG အသင်းကိုသုံးသပ်ပေးချင်ပါတယ် Liverpool အသင်းအနေနဲ့ပထမအကြော့ PSG အင်ကွင်းမှာ 1-0 နဲ့ကတ်နိုင်ခဲ့တာမို့အခု Anfield မှာတရေဆိုတာနဲ့နောက်တစ်ဆင့်ကိုတက်သွားမှာဖြစ်တယ်ဒါဆိုရင် Liverpool ကဒီပွဲစဉ်မှာတရေကိုဥတီမယ်ဆိုတဲ့သဘောလားအဲ့လိုလည်းမဟုတ်ပြန်ဘူးပထမကြော့မှာဂိုးအနှဲငယ်သာရလက်နဲ့ကတ်နိုင်ခဲ့တာမို့အခုအင်ကွင်းမှာတော့အနိုင်ပြတ်သားနိုင်အောင်ကြိုးစားသွားမှာပါအာရှဖွင့်လှစ်မှုအရာ Liverpool အသင်းကတရေကြရင်45ပြားနစ်နာမှာဖြစ်ပြီးတော့ဘိုးပေါင်းဈေးကတော့3လုံးတရေဖွင့်ထားတယ်တကယ်တမ်း Liverpool အနေနဲ့ပေးသင့်တဲ့ဈေးဟာတရေပြား80အရှုံးနီးပါးဖြစ်ပေမဲ့အခုပေးထားတဲ့ဈေးတန်းဟာပျော့ပါတယ်ဘိုးပေါင်းဈေး3လုံးတရေအရာတော့ဒီပွဲမှာအင်ရှင်တို့ဘိုးတွေပေးရနိုင်ပြီးတော့ PSG အသင်းသာဥဆောင်ကိုရသွားခဲ့ရင်နှစ်ဖက်အသင်းရဲ့မြိုင်ဆိုင်တဲ့တိုက်စစ်ကစားဟန်တွေကိုမြင်တွေ့ရမှာတေးကြတာမို့အနည်းဆုံး3ခုနှစ်အထက်ဖြစ်သွားနိုင်တယ်1-2-2-2ဆိုတဲ့သွင်းကိုအနေထားတွေကိုအခုပွဲမှာထိုင်ကြည့်ရင်စိတ်ချတဲ့ဂိုးပေါ်တစ်ပေါက်ကိုပဲအားပေးပါမယ်ဒီနေ့အတွက်တင်စားတော့ Liverpool ဂိုးပေါ်ကိုကြိုက်ပါတယ်ယူဇာများအရှုံးနဲ့၍အနိုင်များကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်